ဒါဆိုကျွန်တော် unit ကိုလည်းထည့်ပြီးဖြစ်တာကြောင့်မို့လို့ကျွန်တော်ဆိုင်မှာသုံးမဲ့ပစ္စည်းကျွန်တော်စထည့်တော့မယ်မထည့်ခင်မှာကျွန်တော် category ကိုအရင်ဖြည့်ပေးရမယ် category ကတော့မိတ်ဆွေရဲ့ဆိုင်မှာကဘယ်လိုမျိုးပစ္စည်းအမျိုးအစားတွေရောင်းလဲပေါ့နော်ဥပမာကျွန်တော်ရဲ့စားတောက်ဆိုင်မှာဆိုရင်ကျွန်တော်တို့မနစ်စာဆိုပြီးတော့ရောင်းတာတွေရှိတယ်နေ့လယ်စာထမင်းဟင်းများဆိုပြီးတော့ရောင်းတာတွေရှိတယ်အပူအေးဆိုပြီးတော့ရောင်းတာတွေရှိတယ်အဲ့လိုမျိုး menu category 3ခုရှိတယ်ပေါ့နော်အဲ့ဒီ3ခုကိုဒီနေရာမှာလာဖြည့်ပေးရမှာပါပြီးတော့ဒီ sale level လေးဒါတွေကရောင်းမှာဖြစ်တယ်ရောင်းမှာဖြစ်တာအတွက်ကြောင့်မို့လို့ဖွင့်ပေးရမှာပါဒါဆိုရင်တော့ကျွန်တော်ရဲ့ဆိုင်မှာရောင်းတဲ့ menu category 3ခုကိုကျွန်တော်ဖြည့်ပြီးပြီအခုမှသာကျွန်တော်ပထမဆုံးကိုယ်ဆိုင်မှာရောင်းတဲ့ပစ္စည်းတွေကိုစဖြည့်လို့ရမှာပါမိတ်ဆွေရဲ့ဆိုင်မှာရောင်းတဲ့ပစ္စည်းတွေကိုဒီမှာစထည့်လို့ရပြီစထည့်ဖို့ဆိုရင် any ကိုနှိပ်ပါကျွန်တော်ဆိုင်ရတော့စားတာဆိုင်ဖြစ်တယ်ကျွန်တော်မနစ်စာ menu လေးကိုစထည့်မယ်မနစ်စာ selling price ကတော့ကျွန်တော်ဒီပေါက်စီမှာကvariant တွေရှိတယ်ပစ္စည်းအမျိုးအစားကွဲတွေရှိတယ်ပေါက်စီမှာဆိုရင် web box တွေရှိတယ်chip box တွေရှိတယ် bell box တွေဆိုပြီးတော့ကျွန်တော်တို့ဆိုင်မှာရှိတယ်ဒါကြောင့်မို့လို့variant ထည့်ရမယ်ပြောဆိုလိုချင်တာကပစ္စည်းအခွဲတွေထည့်ရမယ် selling price ကို0ပဲထားလိုက်မယ်အဲ့ဒါကိုဘာဖြစ်လို့0ထားတယ်ဆိုတာနောက်ထပ်လာမယ့်အပိုင်းမှာကျွန်တော်ဆက်ပြောပြပေးမယ်ပြီးရင်ဒီမှာတော့ single လို့ပဲရွေးပေးပါ unit category မှာကျွန်တော်ကတော့အရေးတွက်နဲ့ပဲရောင်းတယ်ပွဲလိုက်ပဲရောင်းတယ်ဖြစ်လို့အရေးတွက်နဲ့ပွဲကိုရွေးတယ်ပြီးတော့ဒီမှာဆိုရင်ဒီပစ္စည်းကရောင်းမဲ့ပစ္စည်းဖြစ်တာတော့မို့လို့ဒီဟာလေးကိုအမြဲတမ်းဖွင့်ပေးမယ်ပြီးရင်ကျွန်တော်ပစ္စည်းမှာမျိုးစားကွဲတွေရှိတယ်ပေါက်စီမှာဆိုရင်ကျွန်တော်ခုနကပြောခဲ့တယ် chip box တွေ web box တွေ bell box တွေဆိုပြီးတော့အမျိုးစားကွဲတွေရှိတယ်ဒါကြောင့်မို့လို့ဒါတွေထည့်ရမှာဖြစ်လို့ဒီဟာလေးကိုဖွင့်ပေးမယ်ပြီးတော့ create လုပ်မယ်အခုဆိုရင်ကျွန်တော်ပစ္စည်းတစ်ခုရလာပြီဒါပေမဲ့ဘာလဲဆိုတော့အမျိုးအစားကွဲတွေကိုဖြည့်ပေးရအောင်မယ်ဒါဆိုရင်အဆင့်30ပေးမှာနှိပ်လိုက်ပြီးတော့ add video ကိုနှိပ်ပါအမျိုးအစားကွဲတွေထည့်မယ်ဆိုရင် add option လေးကိုနှိပ်ပါဒီမှာဆိုရင်ပေါက်စီအမျိုးအစားကွဲများပြီးရင်ကိုထည့်ချင်တဲ့အမျိုးအစားတွေကိုဒီမှာလာထည့်ပေးပါပြီးရင်တော့ထည့်ပြီးပြီဆိုရင် save ပေးပါဒါဆိုရင်ကျွန်တော်တို့ပေါက်စီ3မျိုးရလာပြီပေါက်စီဝဲရပေါက်စီကြဲရပြီးတော့ဘဲပေါက်စီရပေါ့နော်ဒီဟာလေးတွေရလာပြီဆိုရင်ဒီနေရာမှာကိုရောင်းမဲ့ဈေးနှုန်းလေးတွေကိုဖြည့်ပေးပါကျွန်တော်တို့ဆိုင်မှာတော့ဝဲပေါက်စီက3500ရောက်တယ်ကြဲလဲ3500ပဲဘဲကကြတော့1500ပဲဖြစ်လို့ဒီမှာ1500ဖြည့်မယ်ဒီလိုမျိုးဖြည့်ပေးပြီးဆိုရင် save changes ကိုနှိပ်ပါကျွန်တော်တို့ပေါက်စီအတွက်အမျိုးအစားကွဲတွေကိုထည့်ပြီးပြီback cloud လေးနဲ့ပြန်သွားပါပြီးတော့ကျွန်တော်မနေ့ကစာမှာလက်ဖက်ရည်ပါတယ်လက်ဖက်ရည်တစ်ခွက်2500မို့လို့ကျွန်တော်ဒီမှာရောင်းဈေးလေးကိုဒီမှာထည့်မယ် single လို့ပဲရေးပေးမယ်အရေးအတွက်ပွဲကျွန်တော်တို့လက်ဖက်ရည်တစ်ခွက်နဲ့ရောင်းတယ် available ပေါ့စေပြီးတော့ create ကိုနှိပ်ပါတကယ်လို့မိတ်ဆွေကစိတ်ပြောင်းသွားပြီးတော့အဲ့ဒါကိုဖန်တီးပြီးမှပဲအမျိုးအစားကွဲကိုထည့်မယ်ဆိုပြီးတော့စိတ်ထဲမှာပြန်ဖြစ်တယ်ဒီလိုမျိုးဆိုရင်တော့ဒီမှာအဆက်30ကိုနှိပ်ပြီးတော့ edit နဲ့ပြန်သွားပြေလို့ရပါတယ်ဒီဟာလေးကိုပြန်ဖွဲ့ပေးလို့ရပါတယ်ပြေတော့ edit လုပ်ပေးလိုက်ပါကျွန်တော်ကတော့ဒီဟာကိုလက်ဖေးကိုဒီတိုင်းပဲထားချင်တယ်ပစ္စည်းအမျိုးအစားကွဲတွေမထည့်ချင်ဘူးဒါကြောင့်မို့လို့ edit ကိုဖွဲ့ပါဒါလေးကိုပြန်သွားပေးလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဆိုင်မှာကဆက်လိုက်လဲရောင်းသေးတယ်ဥပမာမနစ်စာတစ်ဆက်တို့ထမင်းဟင်းဆက်တို့အဲ့လိုမျိုးတွေရောင်းတယ်ဒါကြောင့်မို့လို့ဆက်ကိုအဲ့လိုမျိုးတစ်ဆက်လိုက်ရောင်းတဲ့ဟာတွေကိုဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကျွန်တော်ပြပေးမယ်ကျွန်တော်မနစ်စာဆက်မှာဆိုရင်ပေါက်စီနဲ့လက်ဖေးပါတယ်ပြီးရင်ဒီမှာမနစ်စာအတွက် selling price ကတော့ကျွန်တော်တို့ကသူ့ကို9000နဲ့ရောင်းပါတယ်အဲ့လိုမျိုးတစ်ဆက်လိုက်ရောင်းတယ်သူ့ထဲမှာပါဝယ်ပစ္စည်းတွေကိုကျွန်တော်တို့ကပြန်ထည့်ရမှာဖြစ်လို့ composite လို့ရွေးပေးရပါမယ်ပြီးရင်တော့ composite ရွေးပြီးပြီဆိုရင်ဒီမှာရောင်းမယ်ဆိုပြီးတော့ဖွဲ့ပေးရပါမယ်ဒါပြီးတော့ create လုပ်ပါ
ကျွန်တော်တို့ကအဲ့လိုမျိုး composite item အဲ့လိုမျိုး set လိုက်ရောင်းတဲ့ပစ္စည်းတွေကိုဆိုရင် composite item လို့ခေါ်တယ် composite item တွေကိုဆိုရင်ကျွန်တော်တို့ကသူ့မှာပါဝင်တဲ့ပစ္စည်းတွေကိုဖြည့်ပေးပြန်ပြီးတော့ဖြည့်ပေးရတယ်အဲ့ဒါကဘယ်လိုဖြည့်ရလဲဆိုတော့ဒီနေရာမှာ add component ဆိုတာလေးရှိတယ်ဒါလေးကိုနှိပ်ပါ add component မှာကျွန်တော်ဖြည့်ပါမယ်ခုနကပေါက်စီဆိုရင်ကျွန်တော်မှာ3မျိုးရှိတယ်ပေါက်စီဝဲကိုရွေးလိုက်မယ်ဝဲပေါက်စီဝဲတပွဲပါတယ်ဒါလေးကို save လုပ်လိုက်မယ်လက်ဖက်ရည်ကြာလာပြီဒါလေးကိုနှိပ်လိုက်မယ်ခွဲဆိုတဲ့ဟာလေးကိုရေးမယ်ပြီးတော့အဲ့ဒီတစ်ဆက်မှာဆိုရင်လက်ဖက်ရည်တစ်ခွဲပဲပါတာမို့လို့တက်လို့ပဲရေးပဲပြီးတော့ save လုပ်ပါဒီနေရာမှာမိတ်ဆွေတို့အနေနဲ့ဘာမှတ်ထားရမလဲဆိုတော့မိတ်ဆွေတို့ကဒီတစ်ဆက်မှာဘယ်နှခုပါလဲပါတဲ့အရေးအတွက်ကိုဒီထဲမှာဖြည့်ပေးရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီတစ်ဆက်စာအတွက်လိုအပ်တဲ့ component တွေကိုကျွန်တော်ဖြည့်ပေးလိုက်ပြီဖြည့်ပေးလိုက်ပြီဖြစ်လို့ကျွန်တော်အနေနဲ့ပြန်ထွေးလို့ရပြီဒီမိနစ်စာတစ်ဆက်မှာဆိုရင်ပေါက်စီဝဲတစ်လုံးပါတယ်ပေါက်စီဝဲတစ်ပွဲပါတယ်လက်ဖက်ရည်တစ်ခွက်ပါတယ်ဒါလေးကိုကျွန်တော်ဖြည့်ပေးလိုက်ပြီဒါပြီးပြီဆိုရင်တော့ back လုပ်လေးနဲ့ပြန်ထွေးလို့ရပါပြီ